အမော်ရင်ကိုထုတ်ပြီးတော့ဆိုရှယ်ပြန်ခန်းသင့်တယ်လို့အိုဟာရာချန်ပြူဘောလုံးကျသူများအတွက်ကျွန်တော်ရဲ့1 million channel လေးကိုပြင်နေကြည့်လိုက်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကရှက်ဖီးယူနိုက်တက်အသင်းရဲ့စံနမူနာကိုရှုပြီးတော့သူတို့ရဲ့နီးပြဟောင်းတူကိုပြန်လည်ခန့်အပ်တဲ့ကြောင်းတိုက်တွန်းပြောဆိုမှုတွေထွက်ပေါ်လာခဲ့ပါတယ်ချန်ပီယံရှစ်ကလပ်ရှက်ဖီးယူနိုက်တက်ကနီးပြဂရင်းဝိုင်တာကိုဇွန်လကထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာအခုပတ်တွင်တတိယကြိမ်မြောက်ဖြစ်ပြန်လည်ခန့်အပ်ခဲ့တာဖြစ်ပြီးအခုခါမှာတော့ယူနိုက်တက်အသင်းကိုလည်းနီးပြရုဝင်အမော်ရင်ကိုထုတ်ပယ်ပြီးအသင်းရဲ့နီးပြဟောင်းတူကိုအမြန်ဆုံးပြန်ခေါ်ဖို့တိုက်တွန်းနေကြတာပဲဖြစ်ပါတယ်ဒီတိုက်တွန်းမှုကိုပြုလုပ်ခဲ့သူကတော့တော်တန်ဟော့စ်ပါကစားသမားဟောင်းဂျေမီအိုဟာရာဖြစ်ပြီးတော့သူဟာဝေဖန်မှုတွေနဲ့ရှင်ဆိုင်နေရတဲ့အမော်ရင်ရဲ့နေရာမှာအိုကန်နာဆိုရှာကသာယူနိုက်တက်အတွက်အသင်းတော်ဆုံးလူဖြစ်တယ်လို့ယုံကြည်နေပါတယ်။အိုဟာရာကတော့စပေါ့မှာဒါကကျွန်တော်မြင်မှုသမျှအဆိုးဆုံးမန်ချက်စတာယူနိုက်တက်အသင်းပဲတကယ်ပြောတာရူဘင်အမော်ရင်ကိုအခုချိန်ထိတာဝန်ပေးထားတော့ဆိုတာကျွန်တော်မယုံနိုင်ဘူး။ဘယ်အချိန်မှသူတို့လက်လွတ်မှလဲသူတို့ဘာလို့ရှက်ဖီးယူနိုက်တက်လုံးတလုံးမလုံးနိုင်ရမှာလဲသူတို့ရဲ့မာနာကိုခဝါချပြီးတော့ငါတို့မှားသွားတယ်လို့ဝန်ခံလိုက်ပေါ့။အိုကန်နာဆိုရှာကိုပြန်ခေါ်လိုက်အိုးကိုပြန်ခေါ်လိုက်ပါဒီတိုင်းဆက်ပြီးတော့သွားနေလို့မရဘူး။သူတို့တန်းဆင်းသွားလိမ့်မယ်။နောက်ရသည်ဆိုရင်ရော်တာဟန်လို့အသင်းမျိုးနဲ့ကစားနေရလိမ့်မယ်လို့သူကဆိုပါတယ်။ယူနိုက်တက်အသင်းကပရီးမီးယားလိမှာအဆင့်14ညမှာရှက်တီနေပြီးဒါကအသင်းသမိုင်းတက်လျှောက်နှစ်ပေါင်း33နှစ်အတွင်းအဆုံးရဆုံးရာသည့်အဖွင့်လည်းဖြစ်ပါတယ်။သတင်းတွေကအမော်ရင်ကသူ့ရဲ့အလုံးမပြုတ်ရဲ့အတွက်လာမယ့်3ပွဲအတွင်းမှာရလကောင်တွေရဖို့လိုအပ်နေတယ်လို့သိရပါတယ်။အသက်40အရွယ်ပေါ်တူဂီနီးပြကလာမယ့်စနေနေ့မှာချက်စီးသင်းနဲ့အိမ်ကွင်းမှာကစားရမယ့်ပွဲစဉ်မှာကြီးမားတဲ့ဖိအားတွေနဲ့ရှင်ဆိုင်ရတော့မှာဖြစ်ပြီးတကယ်လို့သူ့ကိုအလုပ်ထုတ်ခဲ့ပါကယူနိုက်တက်သင်းဘက်ကကြီးမားတဲ့ရော်ချင်းငွေပေးချေရနိုင်ပွဲရှိနေပါတယ်။ယူနိုက်တက်သင်းရဲ့ကန်နဝင်ကစားသမားဖြစ်သူဆိုရှာကအသင်းကိုပရီးမီးယားလိမှာအဆင့်6နေရာနဲ့အဆင့်2နေရာတွေထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့သလို2021ခုနှစ်ယူရိုပါလိဘိုလူပွဲကိုလည်းတက်လှမ်းနိုင်ခဲ့ပါတယ်။သူကပြီးခဲ့တဲ့လကမှတူရကီကလပ်ဘတ်စတက်အသင်းနဲ့လမ်းခွဲခဲ့တာဖြစ်ပြီးလက်ရှိမှာအသင်းလက်မဲ့ဖြစ်နေပါတယ်။အိုဟာရာကတော့ဆိုရှာကလက်ရှိနီးပြအမော်ရင်ထက်ပိုကောင်းအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။